မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာရဲမျိုးသူဘော်ဒီမြန်ရေးသားသောဂုံသမားနဲ့သူတော်စင်ရသေးဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘုဒ္ဓတရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်ရခဲ့လာသောလူဘဝဆိုသည်ကအဆက်မပြတ်စီးဆင်းနေသည့်ရေရင်ပမာရက်တန်နားနေခြင်းမရှိပါအစဉ်သဖြင့်စီးဆင်းနေတတ်၏ကိလေသာအမှောင်တို့ဖုံးသူကိုဥဒုဇင်ဟုခေါ်ဆိုတတ်မှတ်ကြပါသည်ရောင်ရဲတင့်တယ်မှုမရှိအေးချမ်းမှုနှဲပါစွာနေ့တိုင်းအချိန်တိုင်းနီးလောဘဒေါသမောဟများလာပါပြီအရက်အလွန်မူးရနေသူတူအားပတ်ဝန်းကျင်မှလူအသည့်ဖြင့်ရှုမြင်ကြည့်ပါမူအယူပမာထင်မြင်ကြပါလိမ့်မည်ထို့သဘောပင်အလွန်ခုံမှငွေမတ်သူတို့အားအတိရှိသတိရှိစွာအပြင်းမှကြည့်မိပါမူရဲချင်းစရာအယူတာသာဖြစ်ပြန်ပါသည်လူလောကဝဲဂုံဟုဆိုရ၌များစွာလှသောဂုံတို့ရှိနေတတ်ပါသည်မကောင်းသောဂုံကောင်းသောဂုံဟုခွဲကြပြန်ရာမဆုံးနိုင်မပြီးနိုင်သည့်ဂုံပြိုင်ခြင်းတို့ကလူဘဝဏိကုံရောက်သည့်အတိုင်းအထိဖြစ်ပါတော့သည်စာရေးသူသည်မဟာမြိုင်တော်ပလင်တောင်ရက်စီရောက်ခဲ့ရင်ဘာရသည်ရှင်ပညာဒီပနဲ့တွေ့ဆုံခဲ့ရမှာယာရုဂုံအစက်တန်းရှိခဲ့သူတူနဲ့ဘာရသည်တို့တွေ့ကြုံဆက်ဆံခဲ့ရပုံကိုဘာရသည်စီမှကြားသိခဲ့ရသဖြင့်သင်ခန်းစာအလုံးကရေးသားတင်ပြမိပါ၏မြတ်တန်ကိုတောင်ဝန်ကိုသည်ကိုအဆင့်ကိုနားလဲစမ်းပါငါဘဲချိန်လာတကားဖွင့်မိသားဖြစ်ရမယ်ကြားလားဟုတ်ကဲ့ပါဦးစီမြတ်တန်းဆိုသူကအသက်60ရွယ်ညရုံးဆောင်ကြီးဖြစ်သည်ရိုးသည်အေးသည်ဘာသာတရားကိုင်ဆိုင်သည်အတော့အစားမရှိတာကြီးသမီးကြီးတွေရှိပေမဲ့အသက်ကြီးလေဘဝအကြောင်းနားလည်လေးဖြစ်သောကြောင့်ဝင်ငွေတရရရှိအောင်ညဆောင်ဘဝဖြင့်ငွေရှာနေရခြင်းဖြစ်သည်ခေါ်သည်ကမြတ်တန်းနဲ့မောက်ဝါစွာခေါ်ဆိုဆက်ဆံသူကတားရွယ်အခေါ်ခံရသူကဖခင်ရွယ်ပြောင်းပြန်ဆန်သောရိုသေလေးစားမှုကအထင်ရှားမင်္ဂလာမရှိသောတောက်တလုံးကိုလက်အောက်ဝန်ထမ်းတို့အပေါ်မပြတ်သုံးဆွဲသည်တချို့တပည့်တပန်းများကဦးမင်းထူးကိုစိတ်ကောင်းမရှိမဟုတ်ရှိ၏နှုတ်ထွက်စကားကြမ်းသည်ဟုဆိုကြပါ၏ယုံသူယုံသားတို့၏မမိတ်မသုံးမျက်လုံးစုံထဲမှမထွက်သောမြင်ကွင်းကခမည်းကနွားကြီးလိုပဲနောက်ကျုပ်လာလို့မှတကားဖွင့်မပေးနိုင်ရင်နွားကိုခြိတိုင်းမှခြိသားသလိုကျိုးနဲ့ခြိပြီးလေးဘက်ထောက်ခိုင်းနာမယ်မှတ်တဲ့ပြောဆိုသူကပင်အခက်မသိမှလင်ပါနာပင်ရိုက်တော်မူပုံအတော်ကိုဒေါသထိမ့်ချုပ်နေရသည့်သဘောပြောလို့ရ၍လဲပြောဆိုနေခြင်းသာဖြစ်ပေသည်ဟန်တားရဲသူတဦးတယောက်မှမရှိပေရုံးဖွဲ့သားအလုံးငြိမ်သက်သွားကြပေသည်ဦးစီးရာရှိဦးမင်းထူး၏ဗရေဒရစ်အခိုးငွေတို့အရှိန်မသိကူးဆက်တတ်သည့်သဘောကိုဝန်ထမ်းများအလုံးသိကြပါ၏အကြီးကဲမှုအရက်မူလာလင်လဲကြောက်ရမိမနဲ့အစင်မပြေလာလင်လဲလက်ရနဲ့မို့လက်အောက်ခံဝန်ထမ်းဘဝတို့မှာခြုံမလို့နဲ့ခါလာပါသည်သိခံလိုက်ပါကွာမေတ္တာများပို့ဝေးပါဟဲ့တို့နဲ့သာအချင်းချင်းနှစ်သိမ့်ကြရပါသည်တူဒီမဟုတ်မခံခွန့်တုံပြန်ကြည့်ပါမူမိသားစုထမေးကွဲမိကိုအများကလက်ခံကြသည့်အသည့်ကြောင့်သာဖြစ်လေသည်မြတ်တန်ခမကြီးကျုပ်ရှိကထွက်သွားတောက်သုံးကိုမကြဘူးခြာကနေလှက်ထွက်ခြင်းနဲ့တူရှက်စိတ်ကြောက်စိတ်မခံကျင်စိတ်တို့ကြောင့်ယောက်ျားကြီးတံမဲ့မျက်ရည်တစ်စက်ရုံးပြင်ကြမ်းထက်ပေါက်ကနေကြခဲ့၏ထိုနေ့မှစ၍ဦးမြတ်တန်းတယောက်ရုံးတို့မရောက်လာတော့ပါနောက်ပိုင်းတွင်လည်းဦးမင်းထိုးသည်ကြမ်းကြမ်းတိုင်းကြမ်းရမ်းကြမ်းတိုင်းရမ်းအထက်ဖားအောက်ပြီးအလွဲသုံးစားများလည်းရှိသည်ဂုံရှိရာမှငွေနောက်လက်ခဲ့ရာအတိုင်ခံခဲ့ရသည်ဦးစီးရာရှိဖြစ်မှလည်းပြုတ်ကအလုတ်ပါပြုတ်၍ဘဝပါပြတ်ခဲ့ရပါတော့သည်တကားကြီးတယောက်ထဲလားတေမဖေဟာတပည့်တော်ဦးမင်းထူပါဖေဟာရသိမှတ်မိပါတယ်တကားဦးမင်းထူအားမှတ်မိနေခဲ့ပါသည်အဖို့တန်ကားများစီး၍ကုန်ရှိသူငွေရှိသူတို့ကိုပေါင်းကမဟာမြိုင်တော်ပလင်တောင်သို့လာရောက်ခဲ့မှုပဲသည်ရွှေကြီးငွေကြီးများမောင်းတော်ကြိုင်ကြီးအတွင်း၌သင်္ကန်းထဲ၍ပြောင်းမှုကြီးကိုပါထူးထူးခြားခြားထည့်သွင်းလူဒန်းခဲ့မှုသည်သူနှုတ်မှလည်းအလိုရည်ကျေးသူဟန်ဘာသာတရားကြည်ညိုလာပြီးသာသနာပြုလိုကြောင်းလျှောက်ဘူးသည်ဂုံတော်ထုံနေကြောင်းအရှင်ဘုရားမြတ်တာဖြင့်စောက်ရှောက်ပါဘုရားဟုဆိုလေသူဖြစ်သည်အမတ်တရရှိနေသည်ကသင်္ကန်းတွင်ပြောင်းမှုကြီးထောင်လျက်လူသောကြောင့်ဖြစ်သည်ယာရုဌာနမပြောင်းလို့သည့်သဘောလားပြောင်းမြင်သည့်သဘောလားမသိဓာတ်ဆရာခိုင်းစေရသာဓာတ်စင်ချင်းဖြစ်ပေမည်ဟုမှတ်ချက်ပြုခဲ့မှုသည်ထိုမြမကဦးမင်းထူးဆိုသူကလောကချမ်းသာဘောဓစိတ်ရဇေဒီငယ်၏ဗုဒ္ဓဟူထောက်တွင်ကြံပန်းခံရာထေးသွင်းပြုကလှူခဲ့ပြန်သည်ထို့ကြောင့်သာဦးမင်းထူးကိုရသေးကြီးမှတ်မိနေခြင်းဖြစ်သည်ယခုလည်းကြုံတွေ့ခဲ့ရသောလူဘဝပူပင်တော့ကတို့အားရင်ဖွင့်လျှောက်ထားပြီးကဲပါအောင်ဖျားဟုဆိုပြန်၍တကားကြီးအေးစစ်စစ်နာပါအခုကစပြီးစိတ်ပန်းလူပန်းကိစ္စတွေကိုမေ့ပစ်လိုက်ပါဗုဒ္ဓဘာသာပြီးဝှကြွေးရှိလို့ခံခဲ့ရတယ်လို့ဖြေတွေးပြီးရသေးညွန်ပြတာတွေကိုလုပ်ကြည့်ပေါ့အပူနဲ့လာသူကိုအေးမြကြည်လင်သောမေတ္တာဓာတ်အားခရုဏာတတ်စွာပေးမိဦးဝင်းထူးကတော့ပုရုဇဉ်ပြီးကိလေသာမိတို့လောင်မြိုက်စေရခင်ကလိုတီကြီးခန့်ညားသောရုပ်ရည်လည်းမရှိတော့
စိတ်လည်းမပြိုတော့ပြီကာလနှစ်ခုချိန်ထိုးကနှိုင်းရှင်တွေးမိသည်ပင်အမှန်ကိုမြင်ရခြင်းဖြစ်လေသည်မန်ချမှသာဟန်ကြပေမယ်တကားကြီးတင်မဖေတပည့်တော်ကိုစိုးဆုံးမတော်မူပါဖေဒါဆိုယသိညွန်ပြတဲ့အတိုင်းအတိအကျလုပ်ကြည့်ပါ24ရက်ဒိဋ္ဌံဝင်ရမယ်ဖះရှင်ကိုစိတ်မှရီမှန်းပြီးအောင်သပြေပန်းကိုမပြတ်လူပါခင်မွန်းကြီး10ပါးကိုလည်းနေ့စဉ်ကြတော့ပါဂုဏ်တော်ကိုမပြတ်ရွတ်ပွားပါစိတ်နဲ့ကိုယ်နဲ့ကပ်အောင်သတိနဲ့ပြန်ကပ်ပါကုသိုလ်ဆက်နေရင်ညံထပ်ပြီးကံပြန်တက်လာတာနဲ့နမိတ်တစ်ခုဆောင်းလာပါလိမ့်မယ်တကားကြီးလက်ရှိရောက်နေတဲ့မဟာမြိုင်တော်ပလင်တောင်ရက်ဟာအမှန်တကယ်ကိုမြင်အပ်မမြင်ရတဲ့ပုံကိုမြတ်တွေရှိနေတဲ့နေရာမို့တကားကြီးစိတ်ကြည်လာတာနဲ့ကံပြူတို့ကိုပြန်ယူနိုင်လိမ့်မယ်နေ့စဉ်မနက်တိုင်းမျက်နှာတက်တာနဲ့ငါဟာလောဘဒေါသမောဟနေတဲ့လူဖြစ်ပြီလို့စိတ်အာယုံမှာ6ချိန်တိတိတစ္ဆာပြုရမယ်ပုဂ္ဂိုလ်ရှင်တွေထံဂရိခံရမယ်ယသိပြောချင်တာကလူဆိုတာအတ္တမရှိရဘူးမဟုတ်ဘူးမျှတတဲ့စိတ်ကိုချင်းစာတဲ့စိတ်ရှိပြီးအတ္တမလွန်ကဲရဘူးတကားကြီးလုံနိုင်မှာမလားတင်မဖေတပည့်တော်မောက်မာခဲ့တဲ့အပြစ်တွေအများကြီးရှိခဲ့ပါတယ်ဖေအရှင်ဖေညွှန်ပြတဲ့အတိုင်းဆောင်ရွက်ပြစေဖေတစ္ဆာနဲ့တောင်းတာမို့အမြန်ရလွယ်တယ်တစ္ဆာနယ်မြေလည်းဖြစ်တာမို့တစ္ဆာပြုတဲ့ဂရိကိုချိုးဖောက်လို့မရဘူးဒီသဘောကိုစဉ်းစားပြီးဆုံးဖြတ်ဖို့ဒီတစ္ဆာဆိုခိုင်းတဲ့ငါဟာလောဘဒေါသမောဟနေတဲ့လူဖြစ်ပြီဆိုတာတကားကြီးရဲ့ရှေ့ဆက်ရမယ်တန်တရားခီးအတွက်ကောင်းကျိုးတွေသာပဲလေတင်မဖေတပည့်တော်တကယ်လူဖြစ်ရကြိုးနှက်အောင်ဂရိပြုပါတယ်ဖေဘာရတဲ့မိန်ကြားထားသည့်အတိုင်းစိတ်နှင့်ကိုယ်ကပ်ရင်ဂုံတော်ဒိဋ္ဌံဝင်ခဲ့ရာ9ရက်မြောက်နေ့တွင်ထူးခြားသည့်မိုးတောက်ရန်အိမ်မက်မြင်မှတ်ပါတော့သည်အိမ်မက်ထဲတွင်လေဆန်တိုင်းကျွန်းတုံးကြီးတုံးပြန်လာပြီးမဟာမြိုင်တော်တဆုံးဝဲတဖန်လေစုံသို့ပြန်သည်ထိုနေ့မှစ၍အဒိဋ္ဌံဝင်ပြီးသည့်တိုင်အိမ်မက်အာယုံဝဲကျွန်းပြင်းကလေးသားများကိုခွဲစိတ်ဖြတ်တောက်ပြီးဖျားစင်းလူတော်များသူတော်စင်ရုပ်ထုများအဆောက်အုံများဆောက်လုပ်နေရပြီးအိမ်မက်စိတ်တွင်စိတ်ပျော်ရွှင်နေမိပါသည်ထိုအိမ်မက်စိတ်မှသည်စိတ်ခွန်အားရယူကူးဆက်၍မိမိတက်ကြွနားလည်ရာတစ်လုပ်ငန်းကိုလုပ်ကိုင်ခြင်းသာဖြစ်တော်သည်ယခုခါဟာဦးမင်းထုသည်ဂုံမမတ်တော်ပါဂုံရှိန်လည်းမတက်တော်ပါလောဘဒေါသမောဟနဲသောလူဖြစ်ချေပြီနာကျင်စိတ်အကြည့်ဖြင့်မိမိအကြည့်ကြောင့်မျက်ရည်ပေါက်ပေါက်ကျခဲ့ရသူဘာကြီးဦးမြတန်းအားလည်းတွားရောက်တောင်းပန်၍ကြော့ပြီးပါပြီသူတော်စင်ဘာရတဲ့ညွှန်ပြသည့်အတိုင်းစိတ်နှင့်ကိုကပ်၍ကုသိုလ်ဆက်ရင်ညံထက်ကကံပြန်တက်ချိန်၌အာယုံနမိတ်ကြခဲ့သည့်တစ်လုပ်ငန်းကိုလုပ်ကိုင်၍အစဉ်ပြေလာခဲ့တော်သည်ယခုခါရခင်ဦးမင်းသူမဟုတ်တော့ပါမြစ်တာကိုရောင်တစ်လုပ်ငန်းပိုင်ရှင်ဦးမင်းသူဖြစ်နေပါပြီထပ်ပါအကြောင်းအရာတို့အားရခင်ကာလမဟာမြိုင်တော်ပလင်တော်ရက်တွင်သတင်းသုံးနေထိုင်မှုသည့်ယသိအရှင်ပညာဒီပထံရောက်ခဲ့မှုသူတက်တော်ဝန်ထမ်းတယောက်၏ဖြစ်ရမှန်ဂုံဇလန်းတစ်ပုဒ်သာဖြစ်ပါတော့၏ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်